အောင်ရင်းရှိပါဖျားပင့်ဂါထာပါဠိအနက်များနှင့်ကဗျာများကိုရောပတ်ပူဇော်ပါမယ်။မာရံယခံကဇံသောရံစိဉ္ဇာမနိစ္စသစ္စကံနာဂံဝကံဇီနောဇယံဇီနောမေထာတုတိတကေဗန္တိတကူတော်အနန္တတုမမြပါတဲ့သုံးလောကထောထားရှင်တော်မြတ်ဖရာမာရံပရမေတခင်အတရေရှင်ကိုရွှေပလင်ကတွန်းချမဟဲရဲ့လို့အစွမ်းပြားကလက်ယုံတထောင်နှင့်အသက်ဆုံးအောင်ပြတ်သက်ဖို့စစ်တပ်ကိုချီတဝီဝီလက်နဆန်းတို့ဖြင့်တရတ္တနှင့်တပဝကြံပြစ်ကလျက်စစ်တရထိတ်သီမာနစုတဲ့စစ်တဘုံကြုတ်ကြီးကိုဇီနောဇယံဟောဘဝဘဝခါကပင်ပါလာကြတဲ့ဒါနပါရမီတည်ဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းဘောဓိညောင်နှံအောင်ခန်းရိပ်မြိုင်တထောင်လယုံစဘုံလှိုင်လှိုင်မာနမင်းနဲ့စေခင်ရှင်ပြိုင်ဒုဖယားတရားတော်ဖြစ်နိုင်ယကောငါဗိမံဖန်ယဝေဝေနိသန္နိယမလယေလို့ဒုဖယားပရမေဘဂဝါဤခြေနှပြစပန်းတို့ကိုဖြင့်ဟောသမုဒ္ဒရာရေဇလာတပကံစီတို့သွေးမကွာထယံ၍ပြည့်မီဟုသစ္စာနဲ့မနောဉာဏ်ဖြင့်ဒေါသမန်သွင်းအာလာဝကဆိုတဲ့ဘလူမင်းကိုဇီနောဇယံထို့ဘဝတန်တဝဖန်ဖန်ကမိခဲ့ရပါတဲ့ခန္တီပါရမီတည်ဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းအာလဝကနာမယခံညင့်300လုံးအုံစုညံလက်နမိုးဖြင့်ထေချုံတိုက်ပြောင်းခန္တီလုံးကျင်3တို့ဘုံလျံကဇံတောင်5လုံးကားကိုတဲ့ရာဇကြိုလမ်းမကြီးသို့ဆွန်ရဖို့မြန်းကြွတော်မူစဉ်သုံးလူရှင်ကိုအသေးသမဟဲ့ရဲ့လို့ဒေဝဒဆေယနှင့်အဇာတတတကာတို့ကမာနဗမအဆိုးစရိုက်နှင့်ထိုးလိုက်လို့ဒုံရိုက်ကသွဲနာလာဂီရိစေမင်းကြီးကိုဇီနောဇယံခေကဝအလီလီကစစ်မကွာမိခဲ့ရပါတယ်မေတ္တာပါရမီတည်ဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းကျမ်းကျုပ်ယုံရင်မုံစင်းစင်မှာနာလာဂီရိမြည်ရှိပေါ်လာအဟုန်ထံပြင်းအတင်းပြေလာမေတ္တာမိုးဆွေဖြိုးတို့မြတ်စွာသောရံ39မိုင်အဝေးခရီးကိုအပြေးကြီးမနာတန်လှမ်းနိုင်တဲ့အစွမ်းနှင့်မတနာတံလက်ညိုးကိုဖြတ်မြည်ဟုယမစိုးကကမြတ်မာတာအမေတပါတော်မှာဓမ္မေတရားတော်အမှန်မတတ်နိုင်ပဲတန်လျက်ကိုထမ်းပိုက်လျက်တရကြံလိုက်နေတဲ့အမိုက်ရထိတ်သည့်အင်္ဂုလိမာလဆိုတဲ့လူမိုက်ကြီးကိုဇီနောဇယံ
အဲ့ဒီလိုအနာနီတွေကိုတာစီကတမျိုးတော်ကြံစပြီးတကောရောနန္ဒတိဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေသတည်းအင်္ဂုလိမာလနာမထင်စွာတထောင်လက်ညိုးကျိုးဖြင့်တီကငါဟဲ့ယောက်ျားတအားလိုက်လာမြတ်တခိုးကာမုတို့မြတ်စွာအင်္ဂုလိမာလနာမထင်စွာတထောင်လက်ညိုးကျိုးဖြင့်တီကငါဟဲ့ယောက်ျားတအားလိုက်လာမြတ်တဆုကာမုတို့မြတ်စွာစိန်သမနိစ္စတရေသူကိုဝန်ဆောင်မိမကဲ့သို့အမှုကိန်းပြကလူပြိန်လူအတွေအထင်မှားရတဲ့ဖရာရဲ့အနာမှာတေတဘုံကိုပြသူ့ပိုက်တွင်တရေခသလိုအမှန်မသွေအဟုတ်တကယ်ပဲဟောဒီဂေါဓမဟာကျုပ်အရှင်ကျုပ်လင်ပါပဲရဲ့လို့အထင်လွဲဇရာဇုတ်ကဲပြီးတော့ဆွဲသမုတ်တဲ့စိန်သာမာနဆိုတဲ့မိမယုတ်ကိုစီနောဇယံရွှေနှုတ်တော်အထုမမြတ်ကြရပဲငြိမ်သက်တော်မူတဲ့တရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေသတည်းစိန်သမဏမိမယုတ်မှာကိုယ်ဝန်ရှိသောဆိုပြောလေကတန်တော်ညင်းညင်းခွန်မိန်ချွေကတို့ဖယားအောင်ညာစိန်သမသစ္စကံအနိစ္စကိုတော့အမြဲအလွဲကိုတော့အမှန်နိဗ္ဗာန်ဆိုပြန်တော်ငရဲကိုငါစကားကိုသာအမှန်ပဲရဲ့လို့စကားရည်စစ်ပွဲမှာတည်ဆွဲအောင်အနိုင်ခြင်းလျက်စတိုင်တင်ကဝါဒသဘောင်းနှင့်မာနထောင်၍တမျိုးမိုက်ပြီးအဆိုးစရိုက်မှာထိတ်သည်ဖြစ်တဲ့ကုဒ္ဒဒန္တလို့ခေါ်တဲ့သစ္စကပရပိုက်ကြီးကိုစီနောဇယံအဝိဇ္ဇာမောင်တွေရှင်းကသိနိုင်တဲ့ပညာပါရမီတည်ဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းသစ္စကပရပိုက်အမိုက်လှစွာအမှန်ပဲရှာအမှားကိုသာဝါဒထောင်လွှားတရားပြကဉာဏ်ရောက်လင်းဖြည့်ရှင်းတို့မြတ်စွာနာဂောရှင်မမောက္ကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနှပံတအားလင်းစေနိုင်တဲ့နာဂောရှင်မမောက္ကလံကိုရောမြတ်ကြီးကလည်းတကုဇံမိုးနဗံတာလင်းစေနိုင်တဲ့နဂမင်းကြီးကလည်းတကုအလျံအမျိုးမျိုးပန်းပန်းသူ့ဝဏရွှေတောင်တဝိုက်မှာတိုက်ခိုက်ကရင်ဆိုင်၍ရှင်ပြိုင်ရန်မှန်စောတန်တန်ကြွနေတဲ့နန္ဒောပဏန္တဆိုတဲ့နဂမင်းကြီးကိုစီနောဇယံဩဃာတရောင်လျံကိုအောင်လံတော်တကွန်ဆိုင်စီမဟဲ့ရလို့တော်လိုက်တဲ့တရားဓမ္မဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေသတည်းနန္ဒောပနန္ဒနာဂထင်စွာနာဂယံကြီးဖြတ်စည်းဖို့ရာမောက္ကလံအမိန်ကြလေတာမြတ်တကိုဆိုမို့အောင်မြင်စွာဘဂဝ
အဝိဇ္ဇာအမောင်ဖိ၍မိစ္ဆာဒိဋ္ဌိအယူဝါဒနှင့်သူလာကတကယ်ဆဆပြီးတော့ဓမ္မနိမဟုတ်တာတွေကိုပု္ပ္ပာထုတ်ကညင်းလျက်အတွင်းဇတ်အစိုးညင်ဖြင့်မိုးနဗံဝလာအတွင်းမှာတဘာလင်းတဲ့ဗျမမင်းကြီးကိုဇိနောဇယံလဲပြမဆင်သွားသလိုထင်ရှားစွာအပြေမှန်ဖော်တဲ့ရွှေညံတော်တည်ဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီးဘုရားကပိုင်ပြီးဩဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းအယူဖောက်ပြတရားလမ်းချောဗျမဘကခေါ်ကြပြန်သောတကိုးကြီးမှထောင်လွှာလေးသောညံတော်စေတိုက်ကျွေးတို့ဘုံမောသောဇီနောရှေ့ရောက်သောအမိုက်ကောင်တသင်ကိုဇယိုက်အမောင်ရှင်ကအောင်မြင်ခြင်းသို့ရောက်တော်မူသောထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဝါယံဘုရားကိုလည်းအောင်မန္တနာကိုလည်းအောင်စေရအထုအလင်းပြသကဲ့သို့အမောင်တွေပြောင်းအောင်ခွင်းနိုင်တဲ့အောင်ခြင်းဆိုတဲ့မင်္ဂလာလက်တော်ကြီးကိုမပြတ်အပြီးအမှန်ပင်ပြီးတနာတော်မူနိုင်သောထိုအောင်တော်မူဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေမခန္ဓာ၅ခုငါဟုသမုတ်အကျွန်ုပ်ဤဝါယုံနေနန္တာထိုနှဖျားကိုတက္ကာယဆွဲအထင်လွဲ၍ငါပဲသမုတ်အကျွန်ုပ်ဤဝါယုံနာနှစ်ခုပေါင်းစပ်မှုကြောင့်ငါဟုတွင်ခေါ်တပိတော်ဤတိတကေဥကောင်းယတနာမြတ်အင်္ဂါ၌ဝါကိုတရားတွင်အမြတ်ပင်ဟုခေါ်တွင်ပေညာဥထိပ်ဖြာ၌ဝါကိုတရားလုံးအမြတ်ဆုံးဟုခေါ်သုံးမည်တွင်ဥထိပ်ပြင်၌ထာတုမယိမ့်မယိုင်ကြောက်စာတိုင်းကဲ့သို့ခိုင်ခိုင်မတ်မတ်ရတ္တတော်မူလဲပါအောင်သူတကတို့ဤထိပ်ဖို့အောင်ပွဲမှုသခင်အရှင်သူမြတ်ကြီးဖျားဝါတာကြီးရာဟုပမာပြုကကရုဏာဖုံးအောင်တန်ချုံလျက်ရှင်ပြုံးကြည်သာတီလာယတ္တတော်မူလဲပါအောင်သူတကတို့ဤထိပ်ဖို့အောင်ပွဲမှုသခင်အရှင်ကိုရောမြတ်ကြီးဖရာသာဓုသာဓုသာဓု